ပါမနေ့ကကျွန်တော်တို့ဆိုင်ပုံစံ TikTok account တစ်ခုဖန်တီးပြီးတော့လိမ်လည်မှုတစ်ခုဖြစ်သွားတာကြားလိုက်ရပါတယ်ကျွန်တော်တို့ page ပုံစံတူလောက်တယ်ကျွန်တော်တို့ logo ယူသုံးတယ်ပြီးရင်ကျွန်တော်တို့သူ့ရဲ့ TikTok account follower ကစ 44k လောက်ရှိတယ်ဗျအဲ follower 44k လောက်ရှိတဲ့ TikTok account နဲ့ကောင်းတစ်ခုဖန်တီးတယ်ပြီးရင်ကျွန်တော် page တွေအကောင်လုံးလောက်ထားပြီးတော့မှသူကစနစ်တကျလိမ်တာဖြစ်ပါတယ်ဖြစ်ကျွန်တော်သူကစားစကားပြောတဲ့အချိန်မှာကျွန်တော်တို့ရဲ့ hotline ဖုန်းတွေကိုတုံးပြီးတော့ Messenger မှာပြောထားတာဖြစ်ပါတယ်ပြီးတော့မှသူကတကယ်ငွေလွှဲရမယ့်အချိန်မှာကျတော့တခြား KB နံပါတ်ကိုပေးပြီးတော့လိမ်သွားလာပါဗျကျွန်တော်ကအမြဲတမ်းအရောက်ငွေရှည်ပဲရောင်းတာဖြစ်ပါတယ်1000အောက်ပစ္စည်းဆိုတော့ငွေကြိုလွှဲပြီးတော့ဂိတ်ချပေးပါတယ်delivery ခုနောက်ပိုင်းက၄-၅ရက်ကြာတတ်တော့အမြန်လိုချင်တဲ့သူတွေကြတော့ငွေကြိုလွှဲနဲ့ကားကိစ္စပေးပါတယ်အဲ့ငွေကြိုလွှဲကားကိစ္စပေးတဲ့ဟာကိုလိမ်သွားတာဖြစ်ပါတယ်စင်ညာတစ်မျိုးတည်းကနေပြီးတော့ပဲဆက်သွယ်ပြီးတော့သူတို့ပေးတဲ့ KB ကိုလွှဲလိုက်မိတယ်ပေါ့နော်အဲ့ KB ကိုလွှဲလိုက်မိတယ်ပြီးတော့လွှဲပြီးချင်းဘလော့သွားတယ်ဘလော့သွားတဲ့အချိန်မှာသူပေးထားတဲ့ message ထဲမှာပြောတဲ့ပို့ထားတဲ့ screenshot ထဲမှာပါတဲ့နံပါတ်ကကျွန်တော်တို့ hotline တွေဖြစ်နေကျွန်တော် hotline တွေကိုဆက်တယ်ပေါ့ဆက်တော့မှကျွန်တော်တို့အဲအကြောင်းသိရတာပါသူကကျွန်တော်ဗီဒီယိုတွေပါယူတင်ထားတာဗျကျွန်တော်မျက်နှာနဲ့ပါပါတယ်ကျွန်တော်တို့ပါတခုကြည့်ရကျွန်တော်ခုနောက်ဗီဒီယိုတွေမှာဖုန်းနံပါတ်တွေကောရေးစာလေးတွေ summary စစ်ဆိုပြီး logo လေးပါထည့်ပေးထားပါတယ်ဒီဗီဒီယိုလေးမှာပါတဲ့ဖုန်းနံပါတ်ကိုပဲဆက်ပြီးတော့တိုက်ရိုက်ရှိတ်ဆက်ပြီးတော့ငွေလွှဲတာလေးလုပ်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီက iPhone နံပါတ်ကိုငွေမလွှဲခင် confirm ယူပေးလို့ဖြစ်ရင်တော့ပိုကောင်းမယ်ဗျဒါကျွန်တော်ငွေလွှဲမှု confirm ယူတာပါဆိုပြီးတော့ဖုန်းဆက်ရင်တော့ပိုကောင်းပါတယ်နော်ပြီးတော့တခြားအကောင့်နဲ့ရှာကြည့်လိုက်တော့ပါမတွေ့တော့ဘူးကျွန်တော်ထင်တာတော့ logo တွေဖြုတ်ပြီးတော့ page နာမည်တွေပါရှိန်လိုက်ပြီးနဲ့တူတယ်သူလိမ်ပြီးတော့လေဘလို့အဲ့ညီငယ်လေးကတော့9000ပါသွားတယ်ဗျ9000ဆိုတာနည်းတဲ့ပမာဏမဟုတ်ဘူးလေနော်ဒါတော့ကျွန်တော်လက်ဝိတ်လောကမှာလိမ်နေဆိုတော့မကောင်းဘူးပေါ့နော်ကျွန်တော် screenshot လေးပြပေးမယ်ဗျသူရဲ့ငွေလွှဲသွားတဲ့အကောင့်ရယ်နောက်သူ့ရဲ့ page အတုလေးတွေကျွန်တော် screenshot လေးတွေပြပေးပါမယ်နော်